ဒီနေ့မှာတော့စားတောက်ဆိုင်ထဲမှာရှိတဲ့ပစ္စည်းလေးတွေနဲ့ပတ်သက်ပြီးစကားလုံးလေးတွေကိုမျှဝေပေးသွားပါမယ်။စားတောက်ဆိုင်ထဲမှာဘာတွေများရှိမလဲ။ในร้านอาหารมีอะไรบ้างในร้านอาหารมีอะไรบ้างในร้านอาหารในဆိုတာအထဲမှာပေါ့နော်။ร้านอาหารဆိုတာကတော့စားတောက်ဆိုင်อาหารဆိုတာကတော့စားစာပေါ့နော်။ร้านဆိုတာဆိုင်ในร้านอาหารဆိုတော့စားတောက်ဆိုင်ထဲမှာมีอะไรมีဆိုတာရှိတယ်ပေါ့နော်อะไรဆိုတာဘာบางဆိုတာဘာတွေများရှိမလဲในร้านอาหารมีอะไรบ้างစားတောက်ဆိုင်ကိုရောက်တာနဲ့အရင်ဆုံးတွေ့ရမှာက waiter တို့ waitress တို့အရင်တွေ့ရမှာပေါ့နော်ဒါကြောင့်မလို့ waiter ကိုပြောချင်ရင်ထိုင်းလို့ bodyguard ชัย bodyguard ชัยဒါကြောင့်မလို့ในร้านอาหารมี bodyguard ชัยในร้านอาหารစားတောက်ဆိုင်ထဲမှာมีရှိတယ် bodyguard ชัยဆိုတာက waiter ပေါ့နော် waiter ကောင်လေးရှိတယ် bodyguard ชัย waiters နောက်တစ်ခုကပိုင်ရှင်ပေါ့နော်ပိုင်ရှင်ရှိလိမ့်မယ်ဆိုရင်เจ้าของร้านอาหารเจ้าของဆိုတာကတော့ပိုင်ရှင်ร้านอาหารစားတောက်ဆိုင်ပိုင်ရှင်เจ้าของร้านอาหารเจ้าของร้านอาหารနောက်ပြီးကြတော့ပိုင်ရှင်ရှိတယ်လို့ဈေးလာဝယ်တဲ့သူတွေရှိမယ်ပေါ့နော်ลูกค้าဆိုတာကတော့ဒီ customer ပေါ့နော်ลูกค้าလို့ပြောပါတယ်ลูกค้าနောက်ပြီးကျရင်စားသုံးသူရှိမယ်ပေါ့နော်စားသုံးသူကတော့ผู้บริโภคဆိုတာကတော့စားသုံးသူနောက်ပြီးကျရင်ဝယ်သူပေါ့နော်ဝယ်တဲ့သူကိုကြတော့ผู้ซื้อဆိုတာဝယ်တဲ့သူပေါ့နော်နောက်ပြီးကျရင်မီးဖိုခန်းလည်းရှိအောင်မယ်မီးဖိုခန်းကိုကြတော့ห้องครัวမီးဖိုခန်းห้องဆိုတာကတော့အခန်းပေါ့နော်ครัวဆိုတာမီးဖိုကြောင်မီးဖိုခန်းလို့ပြောလို့ရပါတယ်နောက်ကြရင်မီးဖိုကြောင်တွေမှာစဖိုမှုလည်းရှိမယ်ပေါ့နော်စဖိုမှုကိုထိုင်းလို့พ่อครัวလို့ပြောလို့ရပါတယ်နောက်တစ်ခုက menu စာရွက်တွေပါရှိမှာပေါ့နော်အဲ့ဒါ menu ကိုကြတော့ menu လို့ပဲခေါ်ပါတယ်နောက်ကြရင်အစားအစာအသီးသီးလည်းရှိမှာပေါ့နော်အစားအစာတွေလည်းရှိမယ်ဆိုရင်อาหารชนิดต่างๆอาหารစားစာชนิดต่างๆဆိုတာမျိုးပေါ့နော်အစားအစာမျိုးစားအမျိုးရှိရပေါ့နော်อาหารชนิดต่างๆနောက်တစ်ခုကဓာလည်းရှိမှာပေါ့နော်ဓာ meat လို့ခေါ်ပါတယ်ဓာကိုကြတော့ meat နောက်တစ်ခုကပကံပေါ့နော်ပကံကိုကြจานပကံရှိတယ်လို့จานဆိုတာပကံပြားကိုပြောတာပေါ့နော်နောက်တစ်ခုကဇလုံကကြတော့ชามဇလုံပေါ့နော်ชามတဲဥပြီးရင်စင်တီတုံးပေါ့နော်စင်တီတုံးကိုထိုင်းလို့ခီယန်စင်တီတုံးပြီးသွားရင်လျှက်စစ်မီးဖို့ကြတော့တောက်ไฟฟ้าလျှက်စစ်မီးဖို့ပေါ့နော်ไฟฟ้าဆိုတာလျှက်စစ်တောက်ဆိုတာကမီးဖို့တောက်ไฟฟ้าဆိုတဲ့အတွက်လျှက်စစ်မီးဖို့ကြရင် gas မီးဖို့ကြတော့တောက် gas လို့ခေါ်ပါတယ်နောက်ပြီးကြရင်ထမင်းမောင်းပေါ့နော်ထမင်းမောင်းကိုကြတော့หม้อหุงข้าวလို့ခေါ်ပါတယ်ကြရောင်းမကိုကြရင်ตะหลิวရောင်းမနောက်တစ်မျိုးကြတော့ทัพพีဆိုတာကတော့ရောင်းမတစ်မျိုးပေါ့နော်ရောက်ချိုနောက်တစ်မျိုးရောက်ချိုကကြတော့กระบวยနောက်ပြီးကြရင်မိဖို့ကြောင့်ဒီမှာတုံးတဲ့ဟင်းသီးဟင်းရွက်တွေလည်းရှိအောင်မယ်ပေါ့နော်ဟင်းသီးဟင်းရွက်တွေကိုကြတော့พืชผักสวนครัวဆိုတာကတော့မိဖို့ကြောင့်ဒီမှာတုံးတဲ့ဟင်းသီးဟင်းရွက်တွေပေါ့နော်ကြရင်အသားလေးရှိအောင်မယ်ပေါ့နော်အသားကိုကြတော့เนื้อလို့ခေါ်ပါတယ်เนื้อအသားနောက်ကြရင်ထမင်းကိုကြတော့ข้าวထမင်းကြက်စီထမင်းကကြတော့ข้าวมันไก่မှာကြက်စီထမင်းတပွဲလို့ပြောချင်ရင်ข้าวมันไก่1จาน
ข้าวมันไก่1 จานနောက်ကြရင်ก๋วยเตี๋ยวတစ်ပွဲဆိုတာကတော့ก๋วยเตี๋ยว1 ชามก๋วยเตี๋ยว1 ชามก๋วยเตี๋ยวဆိုတာก๋วยเตี๋ยวပေါ့နော်1 ชามဆိုတာတစ်ပွဲတစ်စက်လုံးပေါ့နော်အဲ့လိုသိပဲก๋วยเตี๋ยว1 ชามအားလုံးနားလည်မယ်လို့မျှော်လင့်ပါတယ်ขอบคุณมากค่ะ